baby လေးနည်းနည်းလေးညင်းတာအောင်ပေါ့သူလှုပ်ထားရတယ်ပေါ့အဲ့သူကတော့အတန်းသိပ်မထွက်ဘူးအဓိကအပြန်သူကတော့ထုတ်သေးလေး၄ခုကိုသူကဆမ်ပယ်လုပ်လိုက်တာဆမ်ပယ်လုပ်တဲ့အချိန်မှာတန်ချောင်းကိုသူက၄မျိုးထည့်ထားတာပေါ့နော်ဒီလိုတန်ချောင်းကိုကျွန်တော်တို့ကrevive ratio တန်ချောင်းကြီးအလုံးကြီးထည့်ထား ratio ကြီးရထည့်ထားရှိရယ်တန်ချောင်းကိုrevive ratio ကိုတင်းနေရာလေးနဲ့ထည့်ထားရှိရယ်ပြီးရင် star win ပေါ့ confinement ကောင်းအောင်လုပ်ထားတာရှိရယ် star win မပါတာရှိတယ်နော်အဲ့ဒါလေးတွေကိုလုပ်ပြီးတော့သူအပေါ်ကနေဖိစမ်းတာSo if we look at the demands, our shear demand is going to be constant P over 2 at the two ends with zero shear in the middle, and our moment is going to have a constant moment region in the middle, and if we multiply that all out, that's just a moment of P. ဒါသူအပေါ်လုံးဆန်းနေဆိုတော့ mobile driver ကဒီလိုဖြစ်နေပါတော့ဒါသူတန်လုံးထည့်လာတယ်ဟို number 3ဆိုရင်ဒါကျွန်တော်တို့10 milli ဖြစ်မှာပေါ့ရှစ်လက်မကြာပေါ့ဘာသူတန်လုံးထည့်လာတယ်So I've spent this about 20 times. Actual test took about 5 minutes to do. The first thing that we'll notice is that we have flexural cracking in the center. ဒါသူကအောက်တန်းရှင်းမှာရင် fit ဖြစ်တာတန်းရှင်းတယ်ပြီးဆိုတော့ဒီနေ့မှာပေါ်လိုက်တာအဲ့တော့တတိုင်း fit ရဆိုရင်ဒါမျိုးဖြစ်ချင်းဖြစ်မှာပေါ့အောက်ကတန်းရှင်းဖို့ရှင်းရရင်ဖြစ်လာတယ်ဖြစ်ပြီးတော့မှ one inside နေကြီးကြီးပြီးမယ်ပြီးမှ compression လောက်ကိုရောက်သွားတယ် We see that this has a very characteristic ductile failure where we go up to the yielding point where the flexural bars yield ဒါတော့ဒီ grab ပေါ့နော်အပေါ်ကကျွန်တော်တို့ apply လုပ်ပေါ့ထုတ်ကိုဖိချလိုက်တာဒီဘက်ကကျတော့ထုတ်ကသူကျိုးသွားပြီးတော့ရွှေ့သွားရွှေ့ပေါ့အဲ့တော့ဒီ grab ဆဲထားကျွန်တော်တန်ချောင်းဆဲရင်လည်း grab ထွက်လာတယ်ဒီမှာတန်ချောင်းကျွန်တော်တို့၃ချောင်းဖြစ်သွားတယ်ခုနကနှစ်ချောင်း၃ချောင်းအဲ့တော့တန်ချောင်းတစ်ချောင်းဆို90ရာခိုင်နှုန်းပိုတိုးသွားတယ်အဲ့ချိန်မှာဖိလိုက်တဲ့အချိန်မှာဘယ်လိုဖြစ်လဲကျွန်တော်ဒီဇိုင်းလုပ်တဲ့အချိန်မှာ tension failure ဖြစ်အောင်တန်ချောင်းကနေစဖြစ်ရမှာပေါ့နော်ပြီးရင် that time failure ပေါ့အဲ့ဒါကို that time failure behavior ခေါ်မှာသူကစပြီးတော့ရီးဖြစ်တဲ့နေ elastic portion ကျော်သွားပြီးဟိုနားကျရင်ရီးခေါ်ပါဘူးဒီကနေဒီဘက်ကိုသူကရီးတိုင်းလေးပဲတက်တက်သွားနေတယ်အဲ့ခန္ဓာကြီးကသူထိန်းထားတာဆိုရင်အဲ့တိုင်းလေးထိန်းထားတယ်ဒါနောက်ပြီးကြတော့ကျွန်တော်ကစာဝင်ကမပါတော့ကျဲသွားပြီတန်ချောင်းကျတော့သူကအကြီးထည့်တာခုန number 3နှလုံး project number 6ဆိုတော့20 milli လောက်ဖြစ်မှာတယ်နော်20 milli လောက်အဲ့ဒါကိုသူစမ်းတယ်အဲ့တော့ဘောနေပြီးတော့ကျွန်တော်တို့ဖိလိုက်တယ်တိတ်ကြလိုက်တန်းပြီးတော့ shear failure ဖြစ်လာတယ် profile မကောင်းဘူးအဲ့မှာ day လို့သူကရုပ်တရက်ဖြစ်တယ်အဲ့မှာကျွန်တော် graph ကိုကြည့်လိုက်တယ်ဒီ graph ကြည့်ရင် graph ကိုကြည့်လိုက်ရင်သူ behavior ကိုကျွန်တော်တို့သိရအောင်နော်So maybe we do need those after all. Okay, so we probably need some stirrups. Let's increase that just a little bit. ဒါတော့ sound လေးလေးပို့ထည့်တယ်ပြီးရင်ကျွန်တော်တို့ဒါကြောင့်တော့ခုနကနေပါ Just a hunch, but I kind of think this beam is going to do the same thing. ကျွန်တော်တို့စီလိုက်လို့ပေါ့တချို့ dot trade တွေတို့ digit တွေပါလို့ရင်တော့ဒါမျိုး research paper လေးနဲ့လုပ်နိုင်တော့ကောင်းတာပေါ့နော် cost တော့များတာပေါ့အဲ့လိုကျွန်တော်တို့လက်ရှိဖြစ်နေရတဲ့အကျိုးဖြစ်နေရပေါ့မ fan လို့ရင်လည်း fan လူခံမှာပေါ့စသဖြင့်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့အတွက်ဟိုကျိုးရှိရပေါ့ကျွန်တော်တို့နဲ့လည်းနီးစပ်တဲ့ဟာမျိုးတော့ဖြစ်အောင်အဲ့တော့နောက်ဆုံး gun တစ်ခုကြည့်လိုက်ရင်သူကဒါတက်တိုင်း failure ရဲ့ behavior သူကဒီလိုသွားမှာပေါ့နော်သွားမယ်တန်ချောင်းရီးဖြစ်သွားတယ်ဒီတိုင်းလေးကိုသူက
maintain လုပ်တာသူ့ရဲ့ခံနိုင်အားလေးကိုတိုင်းဝုန်းတိုင်းဝမ်းဆိုပြီးတော့ဖြစ်မသွားဒီမှာတော့သူကခံနိုင်တာတော့တက်သွားတယ်ဖြစ်ပြီးဆိုရင်ရုပ်ကြီးပြုတ်ကျသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကတန်ချောင်းနေပါဆိုလဲ river ratio ကိုလည်းကျွန်တော်တို့ကထိန်းတာပေါ့နော်တန်ချောင်းကြီးပြီးတော့များလုံးပြီးတော့ river ratio များပြီးတော့တိုင်ဆိုင်ကသေးတယ်ဒီခါလေးကျွန်တော်တို့က architectural နဲ့ကြီးလို့တိုင်ဆိုင်က limited ဖြစ်လာတဲ့အခါမှာတန်ကြီးလို့မရတော့အဲ့တန်ချောင်းတွေပို့ထည့်ရပါပေါ့ပို့ထည့် river ratio ကိုလည်းကျွန်တော်တို့ကထိန်းဖို့လိုတယ်ပုံမှန်ဆိုကျွန်တော်တို့ river ratio ဆိုရင်3ဆိုရင်တော်တော်ကြီးကျက်သွားပြီအဲ့တော့ကျွန်တော်တို့ကတော့ 1.5 ပတ်ချလဲပေါ့ထုတ်ဆိုလဲ1နဲ့ 1.5 ကြားပေါ့အများဆုံး1နဲ့2ကြားပေါ့တိုင်ဆိုရင်ထုတ်ဆိုရင်တော့1နဲ့ 1.5 ကြားလောက် river ratio ကိုထိန်းထားရင်တော့ကောင်းတယ်ပေါ့အဲ့ဆိုရင်ကျွန်တော်တို့ကခုနတတိုင်းဖေလူရထဲမှာဝင်တယ်မဟုတ်ရင်ကျွန်တော်တို့ကတန်ကြောင်အရင်များလောရင် concrete ကပွင့်နေပြကျွန်တော်တို့ concrete ကျွန်တော်တို့ design ဆွဲတဲ့ grade 40လို့ပေါ့ဆွဲလိုက်တယ် workmanship ကြောင့်ဆိုရင်ကျွန်တော်ကအပြင်ပန်းကောင်းတယ်ကျွန်တော်အိုက်တိုင်ကိုကျွန်တော်မစစ်ကြဘူးလေအားကောင်းတယ်အဲဆိုအဆင်ပြေပဲသွားမှာပဲလေအဲတကယ်တမ်းကအတွင်းထဲမှာ segregation ဖြစ်တော့လကောင်တစ်ခုအားနည်းချက်ဖြစ်နေခဲ့မယ်ဆိုရင်ဒီစာအုပ်က damage ဖြစ်ရင်ရုပ်ကြီးဖြစ်နိုင်တာပေါ့နော်အဲတော့ကျွန်တော်ကဒီတတိုင်း failure တဲ့ဟိုဝင်အောင်ဟို workmanship ကိုလည်းတခြားလေးကြည့်ပြီးတော့ဒါကိုကျွန်တော်ကချိန်ရတာပေါ့နော်ကျွန်တော်တို့ဟို designer တွေကလည်းပဲbars compared to the number 3 bars. So bigger bars is all right. So do you get the feeling that I don't? အဲ့တော့ဒီဥစ္စာတော့ဒါတော့ခုနကကျွန်တော်ပြောရတဲ့သူ analyze လုပ်ပြရတာလား So effectively that crack went through pure concrete with no steel to intercept that large crack and အဲ့ကျွန်တော်ခါတော့နား